UAE ဟာတကဘာလုံးကိုအမြဲတမ်းအံ့အားသင့်စေမဲ့ mega project တွေနဲ့ဆွဲဆောင်လေးရှိတယ်ဒီနေ့မှာတော့ UAE ရဲ့အနာဂတ်ကိုလုံးဝပြောင်းလဲပြမဲ့စီမံကိန်းကြီးတွေအကြောင်းကိုအပိုက်တစ်အနေနဲ့ပြောပြပေးမယ်ပထမဆုံးတစ်ခုကတော့ flying taxi ဖြစ်တယ်ဒူဘိုင်းဟာ downtown နဲ့ airport ကြားမှာလမ်းပိတ်တာတွေကိုကြော်လွှားဖို့လေကြောင်း taxi တွေကိုစတင်တော့မှာဖြစ်တယ်ဒီနှစ်ဇူလိုင်လမှာပဲ Dubai International Airport အနီးကပထမဆုံး vertiport ဟာစံချိန်စံညွှန်းလက်မှတ်ရရှိထားပြီးဖြစ်လို့အခုနှစ်မကုန်ခင်မှာပဲ sci-fi စကားတွေကလို့လေတူတွေကနေစတင်ပြန်တန်းသွားလာနေလို့မှာဖြစ်တယ်ဒုတိယတစ်ခုကတော့ Etihad UAE ရဲ့ပထမဆုံးခရီးသည်တင်ရထားလမ်းဖြစ်ပြီးတော့မြို့ကြီး17မြို့ကိုချိတ်ဆက်ပေးမယ်အဘူဒါဘီကနေဒူဘိုင်းကို58မိနစ်ဖူဂျဲရာကိုတနာရီနဲ့45မိနစ်ခရီးသွားချိန်ကိုတိတိတတ်တာရှော့ချပေးတော့မှာဖြစ်ပါတယ်တတိယတစ်ခုကတော့ AI မောင်းနှင်မဲ့ driverless taxi Jumeirah area မှာရင်မောင်းလုံးဝမပါဘဲနဲ့ AI စနစ်သုံးလျှက်စစ် taxi တွေကိုစတင်ပြေးဆွဲနေပြီဖြစ်လို့ပိုမို baking smart ကြတဲ့သွားလာမှုကိုပေးနေပါပြီနောက်ဆုံးတစ်ခုကတော့လူသိများတဲ့ Bam Jumeirah ထက်နှစ်ဆပိုကြီးမှမယ် Bam Jabal Ali ဖြစ်တယ်ပင်လယ်ထက်မှာစိန်ခံ Valley နဲ့ waterfront living ရဲ့စံချိန်သစ်ကိုတိစောက်ပြသတော့မှာဖြစ်တယ်ဒီစီမံကိန်းတွေက UAE ရဲ့အနာဂတ်ကိုဘယ်လိုတက်ရောက်စေမလဲဒီစီမံကိန်းလေးခုဟာလမ်းပိတ်ဆို့မှုကိုတက်တာစေပြီးတော့ခရီးသွားလာခြင်းကိုပြောင်းလဲပေးုံနဲ့မကဘူးဤပညာအင်ချက်မြင့်တဲ့ခရီးသွားကဏ္ဍတွေကိုအရှိန်အဟုန်နဲ့မြင့်တင်ပေးလိုက်တာကြောင့် UAE ကိုကမ္ဘာပေါ်မှာစီးပွားရေးခရီးသွားလုပ်ငန်းနဲ့ဤပညာအစမ်းသစ်ဆုံးအနာဂတ်မျိုးတော်အဖြစ်အခိုင်အမာရည်တည်သွားစေတော့မှာဖြစ်ပါတယ်။ကဲဒီနေ့တော့စူးကအပိုင်းတစ်အနေနဲ့စီမံကိန်းကြီး၄ခုအကြောင်းကိုပြောပြပြီးပြီ။ဆိုတော့နောက်ထပ်အပိုင်းနှစ်အနေနဲ့ဘယ်လိုစီမံကိန်းကိုပြောပြပေးမလဲဆိုတာစောင့်ကြည့်ပေးပါဦးနော်။